ကဲလိမ္မော်သေးလေးစားကြပါအောင်ရှင်စပိုင်နဲ့လိမ္မော်သေးစားပြန်မှာပေါ့နော်ဟာကိုစပါလေဒီမြင်နေရလေဦးလန်းချောင်းနဲ့ရလေဟောပေါ့နော်ဦးလန်းချောင်းမှာရှိရဲ့အဟာလေးကိုဒီအမြင်လေးရဆက်ချပေးရဲဆိုလို့လေစမဒီမြင်လေးတွေကိုလေတအားလေးစိုက်တာပေါ့နော်ဒီတော့ငယ်တော့ဒီမြင်တွေကိုဖယ်စားပါပေါ့ကွယ်ခုနောက်ပိုင်းဒီအမြင်တွေကဥမာကြီးဆိုတော့ကြောင်းကိုကောင်းတယ်ဆိုတော့ခါရအောင်ကျွန်တော်အဲ့အမြင်တွေကိုဖယ်မစားတော့အဲ့မြင်တွေကိုတခြားလေးတောင်ဖယ်ပြီးတော့ပေါ့နော်ဝါစားပလိုက်ကြီးကောင်းလားဒါဟိုနေ့ကသူ့ကိုလက်ဆောင်ထည့်ပလိုက်ရလေဒီမို့သူ့ရဲ့အများကြီးပဲရှင်းလိုက်ပြီအဲ့ဒါစားနေပါတော့ဒီမို့သူ့ကိုလည်းအရန်ထွင်လည်းမကြဘူးဒီလားချင်းလည်းစားလို့မရဘူးပေါ့နော်ဒါလေးကစားလိုက်လို့ရှိရင်မောပြေသွားဒီလားမချုံမချင်းလေးပေါ့နော်ကျမတို့ရုပ်မချုံမချင်းလေးပေါ့ငယ်ရလေထိတ်ဖို့လားအားလေဒီမော်လေးထားလို့အစီအမျိုးထားလို့ရှိရင်လေအဲ့အစီတွေကနေပြီးတော့အပင်တွေပြန်တော့လာတဲ့နောက်ဘိုင်ထဲကနေပြီးတော့အစီတွေမျိုးမထားရအောင်လို့ပြောလို့လေအစီလေးများလေမျိုးကြသွားလို့ရှိရင်သွားပြီငါဘိုင်ထဲအပင်တွေပောက်လာမှလားမသိဘူးလို့ငယ်တော့အတွေ့ပေါ့就ပေါ်မှာဂျိုးပေါက်လေးရှိတယ်ဒါကတော့စားလေးလားစားမကြည့်လဲတော့စိတ်တွေအများကြီးပါနေတယ်အကြပါအောင်ရှင်ဒီမြင်လေးကိုနှုတ်မပြနေနော်စားကြတော့ဒီမြင်လေးရဲ့ကျမရဲ့အထောက်အကူဖြစ်တယ်